မင်္ဂလာပါရှင်ချင်းဘတ်တိုးတဲပါမယ်ဒါကတော့ကျမရဲ့ဆန်စေးရည်ဖြစ်ပါတယ်ဒုတိယဆန်စေးရည်ကိုတရက်အချင်းတဲရတာဖြစ်ပါတယ်ဒါမနေ့ကဆန်စေးရည်ပါအဲ့ဒါကိုဒါကတော့ဒီဟာတွေအသုံးပြုမှဖြစ်ပါတယ်ရှင်ခဝဲသီးရယ်မုံလောင်အနီရယ်မုံညင်းလေးရယ်ပြီးတော့ကစွန်းညိုးနေရယ်ငတီးစိမ့်လေးတွေလည်းထည့်မယ်ပေါ့နော်အဲ့တော့ကျမကစားကိုဒီမှာဒီမနေ့ကအချင်းဖောက်ထားတော့ဆန်စေးရည်အချင်းပေါထားသောဆန်စေးရည်တွေကိုစားကတော့ဓမင်းစားစွန်းကြီးနဲ့သုံးစွန်းလောက်ထည့်ပါတယ်ဆန်စေးလေးတွေတောင်းရှိနေသေးပါတယ်ရှင်သူ့ကိုစားလေးတွေပျော်ဝင်ပြီးထွေတော့ကျမမှွေပါတယ်ရှင်ပြီးတော့ရင်တော့ကျမချင်းအိုးတေရန်အတွက်ဒီဟာကိုအသုံးပြုပါတယ်ဒါကျမရဲ့ချင်းဘတ်အိုးဖြစ်ပါတယ်ဒါကကျမရဲ့ချင်းဘတ်အိုးတွေကိုကျမရဲ့ချင်းမက်ထဲမဲ့အရာတွေကိုစီပြီးထည့်ပါတယ်ချင်းဘတ်အိုးလေးကတော့အခုလိုမျိုးလေးခွက်နှစ်ခုနဲ့ပါရှင်ဒါအသိမှုဖြစ်တဲ့အတွက်ကျမသွားစိတ်လိုက်ပါတယ်ရှင်ဆေးပြီးပြန်လာပါပြီရှင်ဆေးပြီးပြန်လာတယ်ဆိုရင်တော့ဒါကကျွန်မလက်အိတ်ဝတ်ပါမယ်အားလုံးကိုကျွန်မလက်အိတ်နဲ့ထည့်မှာဖြစ်ပါတယ်အဲ့တော့ကိုကဒါကတော့လေကျွန်မမုံလာဥဒါမုံညင်းပြီးတော့မုံလာဥရဲ့အပေါ်မှာရှိရမုံညင်းအရွက်ကလေးတွေလည်းထည့်မယ်ဒီမုံညင်းပေါ့နော်မုံညင်းကားလားဒီဟာအဲ့ဒါလည်းကျွန်မထည့်ပါမယ်ရှင်နောက်ပြီးတော့ဒါကခဝဲသီးပါခဝဲသီးလည်းထည့်ပါမယ်ရှင်ဒါကလေကျွန်မဝက်သားနဲ့ချင်ဘက်နဲ့စားခြင်းလို့ဒါတွေကိုပထမဆုံးကျွန်မချင်ဘက်တဲတာပေါ့နော်ပြီးတော့ဒါကတော့မုံလာဥလေးတွေပါရှင်ပြီးတော့ကျွန်မကဝက်သားနဲ့ချင်ဘက်နဲ့စွဲမှာဖြစ်ပါတယ်ဒါကြောင့်မလို့ပါဒါလေးတွေကိုတဲမယ်တဝက်ကိုမမို့ပေးမယ်တဝက်ကကျွန်မပါရှင်သူ့ဘာနဲ့သူဆိုရင်လေမလုံနိုင်မှာဆိုလို့ဒါကြောင့်မဟုတ်ပါရှင်သူကလည်းမအားတော့ကလေချင်းဘက်ကတော့မိမိကြိုင်းနဲ့တက်တော့အရွက်များကိုအသုံးပြုနိုင်ပါတယ်ကျမကကစွန်းယိုးနီထည့်ပါမယ်နောက်ပြီးတော့မုံလာဦးလည်းထည့်ပါမယ်ပြီးတော့မုံညင်းစိမ့်တွေလည်းထည့်ပါတယ်ပြီးတော့ငရုတ်ဒီစိမ့်လေးတွေလည်းနည်းနည်းကျမသူတွေကိုထည့်ပါတယ်ကျမစားချင်တာလေးအကုန်လုံးထည့်တာပေါ့နော်ပြီးတော့ကျမတို့ချက်မယ်ပေါ့ရှင်ပြန်ပြီးတော့ဒါကြောင့်မို့ပါရှင်ပြီးတော့ဆန်စေးနဲ့စားနဲ့မှွေထားတာပါရှင်အဲ့ဒါကိုသူတွေကိုကျမထည့်ပါမယ်ဒီဟာကလေ2.5 လီတာတော့ရှိတယ်ရှင်အပြည့်တော့ထည့်ရတယ်နော်သူ့ကိုအမြုပ်ထည့်ရမှာဖြစ်ပါတယ်ရှင်ကျမတို့ပြီးတော့ရင်ခွက်ကလေးကုလိုလေးထည့်လိုက်တဲ့အပေါ်ကတခါအုံးလိုက်တယ်ဘေးနာတဲ့ကိုရေပေါ့နော်ရေဒါကရေကဘာကြောင့်ထည့်ရလဲဆိုတော့pressure လောက်တာပေါ့နော် seal ပုံစံမျိုးလောက်တာပေါ့နော်အဲ့ဒါကိုရေးထည့်လိုက်ရပါတယ်ဒါကျမချင်းမအိုးလေးပါနောက်3ရက်ကြာရင်တော့ကျမသူ့ကိုရေတွေတုံပြီးဖွင့်ချပါမယ်ဘာလို့လဲဆိုတော့ဒေါ်မို့လာမှာဖြစ်ပါတယ်ဒီအနေထားဆိုရင်3ရက်လောက်ကြာသွားပါပြီရှင်အဲ့တော့ဒီရေကိုကျမတုံချမယ်အထက်ကအရွက်တွေကိုတဝက်ကိုတော့မို့ပေးမယ်တဝက်ကိုကျမကဝတ်သားနဲ့ချက်စားမှာဖြစ်ပါတယ်ဝတ်သားမစားသူကကြက်ရိုးနဲ့ရပါတယ်ကြက်သားနဲ့ရပါတယ်မိမိစင်ပြတော့အသားတွေနဲ့တွဲဖက်ပြီးတော့သုံးဆောင်နိုင်ပါတယ်ရှင်ဒါမှမဟုတ်ဘဲနဲ့ငပိရဆက်ဆက်လေးနဲ့လည်း drop ဖက်ပြီးတော့အားရပါရသုံးဆောင်နိုင်ပါတယ်ရှင်ဒါဆိုရင်တော့မိမိစိတ်ကြိုက်သုံးဆောင်နိုင်ပါပြီရှင်အားလုံးလိုက်လို့တက်မယ်လို့ယူဆပါတယ်ရှင်ဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးများကြီးတင်ပါတယ် thank you ပါ